ဖရာမင်းမနေ့ကတော့ဂီလာဆန်စ်ကင်သွားတဲ့နော်ဖရာမင်းလေးတော့ရွေးချယ်ထားနေပဲမိတ်တွေကလည်းတော်တော်လေးကုံတော့ဖြစ်နေပြီဆိုတော့အဲ့လိုမျိုးကောင်တာတဲ့ပုံစံမျိုးတွေပြန်လုပ်လို့ရတယ်နော်ဟုတ်လားဒီနေရာနဲ့ဆိုင်အဲ့လိုပိုရာတွေပါပေးလိုက်တာပိုကောင်းမလားလို့မဟုတ်ရောင်းလည်းကူကပိုဆိုးတယ်လို့ဟာလည်းမှန်တာပဲနော်ငေါလည်းကူကတော်တော်ဆိုးဆိုးအဲ့တော့မှနော်ဆိုတာပေးချတာဆိုတော့လေကဲကြည့်ရမယ်ဘာကသူ့ရဲ့ကောင်တာဗလက်တီနာဘာညာလေးလည်းပါနေဆိုတော့ကိုဒီ into ဝင်လို့ရတယ်ကဲနော် M7 Swiss State D7 နော်ရှုံးထွက်ပွဲစဉ်3ပွဲမှာပထမဆုံးပွဲဖြစ်တဲ့ Tin Spirit နဲ့ CFU တို့ရဲ့ Best of 3 Series Game number 1လေးတော့ကျွန်တော်တို့ရဲ့ main sponsor Riot နဲ့တူပဲစတဲ့ EHB Crab ရီဆန်ရှင်စားဝါးသေးတယ် normally ဘေးနားနေတော့ Weight Breaker နဲ့စိတ်နဲ့ Heat ပေးတိုင်းမှာ Bounty Shot ကဖြတ်တိုင်းမှာ Fablet ဘောက်စီ one shot တော့ပေးထားနေပဲเนาะ early game မှာကလေးဟိုတောက်ရှောက်တဲ့ aggressive ဆန်ဆော့နေတဲ့ kit ပေါ်မှာတက်ရတော့เนาะ kit ပေါ်မှာရအောင်မလားเนาะ10 foul ပြန်ပြီးတော့ဆွဲချိတ် Framing Netherlands လေးနဲ့တော့ K9 မှာတော့စမ်းသက်လက်ပါလူးတို့ Emu လေးပါပြဝိုင်းနေပဲဘေးနားနေလဲတောက်ရှောက်လေး strike လေးထိုးပေးထားတယ်Skyfall လေးပါထပ်ပြီးဒီတက်တဲ့စုံတော်ကြီးဂျားညံသွားနေပဲ kit ပေါ်မှာလောက်ွက်တွေကြီးပါပဲเนาะလူးတို့ dead side ကိုတော့ flicker နဲ့ပါခုံထူထားပြင်မလဲဘောက်စင်းเนาะချက်ချင်းပဲပြန်တော့ဘတ်လာသေးတယ်ပဲ Netherlands တကယ်ကံပါTsunami Slam အရင်ဆုံးဖန်ခေါ်ခံလိုက်နေမယ် Framing Netherlands နဲ့ပြန်ကြတော့မရဘူးဘေးနားနေလဲတောက်လျှောက်လေးတော့ kit ပေါ်မှာเนาะကျွန်တော်တန်ဖောင်လေးပြန်ခိုး stone ဘိုင်းနဲ့တော့တောက်လျှောက်လေးပြစ်ထိုးထားနေမယ် Wadu ဒီစည်းပဲမိပြီးတော့တန်းပြတ်သွားပြန်ပြီ Hero King နှစ်ကောင် Wadu လေးလည်းမထမ်းမိနိုင်တော့ဘူး play လုံးပါဘယ်လိုလုပ်မလဲကဲနောက်အဲ့မှာတော့ကျွန်တော်တို့အောင်လန်းနေတော့လောတော့လာနေပြီလေလန်းနဲ့ပေါ်လန်းမှာလေเนาะလေတိုင်းအောင်ကျွန်တော်ကျိုးနေတဲ့မေဂါတွေတော့ထက်ယူအောင်မယ်နော်မလဲဆောက်ဦး Tsunami Slam နဲ့အရင်ဆုံးဖန်ခေါ်ဝိုင်းမှာဘောက်စီရောဒီကမှာ Netherlands မခင်းသေးဘူးနောက်ဆုံးချိန်ညမှာကဲမလားမသိ OB Netherlands တော့ပေးလိုက်တယ်ဆိုမှအဲ့ထဲမှာဘောက်စီမပေါအောင်နောက်မှလည်း backline နဲ့တော့ kit ပေါ်မှာ stone ဘိုင်းပစ်ထိုးပြီးတော့ကာပေးထားနေမယ် Wadu သေး OB Shaw နောက်မှလည်းကျွန်တော်တို့ဘောက်စီလေးပါဆယ်ပေးလိုက်တာဆိုတော့နှစ်ယောက်တည်းနဲ့ကာဖို့တော့ဘလို့မှမဖြစ်နိုင်တော့ damage dealer နှစ်ကောင်ကျန်နေသေးတယ်ဆိုမှအဲ့နှစ်ကောင်ကလည်းသွေးကန်ထဲမှာပဲနေရိုင်းနေမှာနောက်ဆုံးသရုံးကြီးသွားရတော့မှာတော့ Tin Spirit Game number 1တော့အပြတ်အသန်းနဲ့အနိုင်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ရဆက်ပါပဲ